ဆိုင်နောက်မှာအော်ရန်ကြောက်လို့တွားချစ်ကြည့်တာခွေးသားလေးတစ်ကောင်ရင်းဖြစ်နေတယ်ဘေးနားမှာလိုက်ပွဲကြည့်တော့လေသူ့အမေတွေဘာတွေလည်းမတွေ့ဘူးတစ်ကောင်နဲ့ကြည့်ရတာတော်တော်ကြောက်နေတဲ့ပုံပဲဗျာခွေးကအမလေးဗျကျွန်တော်ဆက်ရထင်ကတော့လူများတွေလည်းဖြစ်တာလားမသိဘူးဗျာသူ့ကိုကြည့်ရတာတော်တော်လေးကြောက်နေတဲ့ပုံပဲဗျာကျွန်တော်လည်းတနာတာနဲ့ဆိုင်ကိုခေါ်ပြန်လာလိုက်တယ်ဆိုင်ကိုရောက်တော့သူ့တကူလုံးကျွန်တော်လိုက်ပတ်ကြည့်တာကျွန်တော်တော့လှသွားတယ်ဗျာသူ့တကူလုံးပါဗျာကြည့်ကြည့်ပါဦးမိနေတကူလုံးကိုပြေးနေတာပဲဗျာနားတယ်မှာလေကြည့်ကြည့်ပါဦးဗျာတော်တော်ဆူဆူတကူလုံးတော့ရတာဘယ်ကလေးကအိတ်တော်ထဲမှာရှိနေတာလည်းမသိဘူးဗျာကြည့်ပါဦးကလေးလေးဘလောက်နာကျင်လည်းမသိပါဘူးခြေထောက်တွေလက်တွေနားတွေဘိုက်တွေတကူလုံးအေးမင်းနေဗျာပြေးနေတာပါမှန်တိုင်းပြောရင်ဗျာကျွန်တော်ဒီမင်းလေးကိုကြောက်တော့မဟုတ်ဘူးဗျာတော်တော်ယွန်းတယ်ဘလို့မှန်းအောင်မသိဘူးဒါပေမဲ့ဗျာခွေသားလေးကအရန်နာကျင်နေတာသိတော့ကျွန်တော်တို့3နိုင်ကြာတော့မှအကုန်လုံးလိုက်ထုတ်ပြီးရေတွေပါချိုးပေးတော်သေးတော့ဗျာနောက်မို့ဆိုရင်နောက်တစ်လားလောက်ဆိုရင်တော့ဒီခွေးလေးကမှင်ကိုက်လို့တေးပြီးအော်ကုတို့ခံရလေနော်ခွေသားလေးဖြစ်တော့မှကြည့်ပါဦးငယ်ငယ်ရွယ်နဲ့ဘလောက်ဝေဒနာတွေခံစားနေရလဲဆိုတော့ကျွန်တော်လည်းဘာမှမစင်စားဘဲနဲ့အိမ်ကိုပဲခေါ်ပြန်လာလိုက်တယ်ဗျာ